နောက်ထပ် question နောက်ထပ်တစ်ခုက အကောင့်လောက်ရတာပြောလား Clock strikes 6, but the game's not done. Phones keep buzzing, we're still on the run. Ideas collide like stars in a jar. Chasing deadlines, chasing who we are. Accounts after hours, the grind gets real. Sweat turns to sparks. That's baby, we're more than suits. We're minds on fire, climbing higher, chasing higher. 2 3 Hello မင်္ဂလာပါ မင်္ဂလာပါအော်နဲ့ပြပါအကောင့် after hours ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ် Okay အဲ့တော့ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်ကpost လေးတင်ခဲ့တာရှိတယ်ပေါ့နော်ဟိုတို့နှစ်ပိုင်းကျော်လောက်ကထင်တယ်ဗီဒီယိုလေးတင်ပြီးရဲ့အချိန်မှာ question လေးရောက်လာရှိတယ်အဲ့တော့like minded people တွေလည်းထပ်ပြီးတော့ question မေးလို့ရအောင်လို့တို့ဒီလို formula suggestion box Yes of question Q&A section လေးဖွင့်ပေးခဲ့တာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ question တွေအများကြီးရောက်လာတယ် but တချို့ question တွေကကျတော့သူနေတော့စုပြီးတော့မှဖြေပေးမယ်ပေါ့နော်ဆိုတော့ first question လေးကိုစမေးလိုက်မယ်ပေါ့နော်ဆိုတော့ဒီနေ့ special guest ကိုမေးပါပဲအဲ့တော့ပထမဆုံး question ကကြတော့ client နဲ့ meeting မှာလည်နေပြီဆိုလို့ရှိရင်တဲ့ client တကယ်ဘာလိုချင်နေလဲဆိုတာကိုနားလည်အောင်ဘယ်လိုလုပ်ရမလဲတဲ့ဆိုတော့ ဆိုတော့ဒီနေ့ call ဒီမှာပေါ့နော်ပြည်တို့ကဒီ based on our experience ရဲ့လုပ်နေတဲ့ practice ရဲ့နဲ့ပဲဒီကရှင်ပြီးတော့ပြသွားခြင်းနဲ့ပေါ့နော်ဘာဖြစ်လဲဆိုတော့ end of the call မှာကွာစကားလုံးအကြီးကြီးတွေနဲ့ပြည့်သွားအောင်လို့ပေါ့နော်ဆိုတော့ okay အဲ့လိုမျိုး situation ကတကယ် recently တောင်မှကြုံထားတာရှိတယ်ကိုရီvisual တွေ develop လုပ်ကြရပေါ့နော် KBA develop လုပ်တဲ့အချိန်မှာ client ဘက်ကလည်းထပ်ပြီးတော့မပြောပြတတ်တော့ဘူးကိုရီဘက်ကလည်းဘာဆက်လုပ်ပေးရမလဲမသိတော့ဘူးပေါ့နော် internet ဘက်ကနေပြီးအဲ့လိုအချိန်တွေမှာကြတော့ပြည်အနေနဲ့က practice အတွက်နှစ်မျိုးလုပ်တယ်ပေါ့နော်တစ်ခုကတော့ common ground ကိုရှာတာဘယ်လို point မျိုးတွေဒါပါသွားပြီဆိုလို့ရှိရင်ကိုရီဘက်ကလည်းလုပ်ပြီးလို့ရတဲ့ပမာဘယ်လိုပြောမလဲ range ဖြစ်မယ် client ဘက်ကလည်း certify ပြန်ဖြစ်နိုင်မယ်ဆိုတဲ့ဟာ range ဖြစ်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကိုရီ convince ပြန်လုပ်ရမယ့်သူကိုရှာတာပေါ့နော်ခိုင်ကြလို့ရှိရင် client က internet မှာသူတို့အဆင်ပြေတယ်ကွာဒါပေမဲ့သူတို့ပြန်ပြီး convince လုပ်ရမယ့် layer တွေရှိတယ်အဲ့ layer တွေကလူကဘာကိုလိုချင်တာလဲဆိုတော့ figure out အတူတူပြန်လုပ်ကြရမယ့် situation ရောက်သွားကြတယ်ပေါ့နော်အဲ့လိုစိတ်နေမှာကြတော့ဆိုတော့ခုနကပြောသွားသလိုမျိုးပဲပထမတစ်ချက်အနေနဲ့ကတော့ common ground ဒီလိုအချက်တွေကိုလိုချင်တာတေချာပြီဆိုလို့ရှိရင်ဒါတွေပတ်အောင်ကိုရီဘက်က develop လုပ်ပေးမယ်သူ့ဘက်ကလည်းတစ်ချက်တော့ပြန်ပြီးတော့ comments လုပ်ပေးပါ agree လုပ်ပေးပါဆိုတော့ common ground ပေါ့နော်နောက်တစ်ခုကတော့ဘယ်သူ့ကိုပြန်ပြီးတော့ကိုရီးယား propose လုပ်ရမှာလဲဘယ်သူ့ကိုပြန်ပြီးတော့ approval ဖြတ်ရမှာလဲဆိုတဲ့ဟာကိုပုံမှန်နေနေမဲ့ဆွေးနွေးလိုက်ကြတယ်ဟုတ်ပြီဆိုလို့ရှိရင်ဒီ creative နဲ့ meeting ထိုင်လိုက်တယ်ပေါ့နော် meeting ထိုင်လိုက်ပြီးတော့ okay ငါတို့ဒီမှာလုံးဝ stack ဖြစ်နေပြီ client ကတော့ဒီချက်ပို့ပြီးတော့မပြောပြတတ်တော့ဘူးအဲ့တော့ကိုရီးယားပဲဒီ process ကြီးတစ်ခုလုံးပြန် list လုပ်ပြီးတော့သူတို့ comments လုပ်ရမယ့်သူအတူတူပြန်ပြီးတော့ comments လုပ်ပေးရမယ်ဆိုတဲ့ situation ကိုပုံမှန်လင်းလင်းပြပြလိုက်တယ်ပြပြလိုက်ပြီးတော့အတူတူဖြေရှာလိုက်ကြတယ်ပေါ့နော်အဲ့လိုနည်းမျိုးနဲ့ handle လုပ်တယ်အဲ့လိုမျိုးပြင်ဆင်ခဲ့ရတယ်ဒီအတွက်ကို taking notes taking notes so okay ဆိုတော့နောက်ထပ် main တစ်ခုကဘာလဲဆိုတော့okay account personal life နဲ့တဲ့ work life ကိုဘယ်လို balance လုပ်လဲတဲ့ငါတို့အတူတူဖြေရမယ်တဲ့တူတယ် yeah ရင်ဖြေပါဟိုပါပေါ့နော် account တစ်ယောက်ဖြစ်ပြီဆိုလို့ရှိရင်အကုန်လုံးလည်းကြားလို့နေကြပါတော့ account ရဲ့အလုပ်က key communication point တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့personal life နဲ့ work နဲ့ကိုတော့ balance လုပ်တတ်ဖို့လိုတယ် at the same time မှာလည်း responsive ဖြစ်နေရောပေါ့နော်ဘယ်လို form လဲ9 to 5အပြင်ရောက်သွားလို့လုံးဝမကြည့်တော့ဘူးဆိုတာမျိုးတော့ဒီ account career ဝေးချယ်ပြီဆိုလို့ရှိရင်မရဘူးပေါ့နော်တခါတလေကိုက campaign တွေ run နေရဆိုလို့ရှိရင်လည်းနည်းနည်း attentive ဖြစ်နေဖို့လိုရတယ်တခါကြောက်ရှင်လည်း campaign တွေမှာ backfire ဖြစ်တာတွေပါရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမှာဆိုလို့ရှိရင်တော့ဆိုလို့ရှိရင်တော့ဘယ်အချိန်လေးတွေမှာတစ်ခေါက် check လဲဆိုပြီးတော့သတ်မှတ်ထားတယ်ပေါ့နော်ဒီကဥ
မာ9 to 5ကတော့ဟုတ်တယ်ဒီနေ့အလုပ်တွေလုပ်တယ်ဟို campaign တွေ on ပြီဆိုလို့ရှိရင်လည်းဥပမာပိတ်ရက်ဆိုလို့ရှိရင်မနက်နုံနုံချင်းတစ်ချိန်ဟိုနေ့လယ်တစ်ချိန်ညတစ်ချိန်အဲ့လို3ချိန်လောက် check တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တော့ဟိုကိုယ့်ရဲ့ schedule မှာဟို integrated ဖြစ်နေရတယ်လို့ဆွဲတယ်ပေါ့နော်နောက်ပြီးတော့ဟို career ကပြောရချင်အရင် draining ဖြစ်တဲ့ career အဲ့တော့ကိုယ့်ကို hobby လေးတွေရှာပါတယ် draining မဖြစ်အောင်ကိုယ့်ကိုပြန်ပြီးတော့ဘယ်လိုခေါ်မလဲrelax ဖြစ်အောင်နော်။အော်ဆိုလို့ရှိရင်တော့အားကစားလုပ်ရကြိုက်တယ်။အဲ့တော့အားကစားလုပ်ပြီးလို့ရှိရင် dopamine ထွက်တဲ့ဟာကိုရှာတယ်ပေါ့နော်။အဲ့တော့ဟိုအလုပ်တွေလုပ်တယ်9 to 5တွေလုပ်တာရှိရခါလေး campaign တွေ run လို့ရှိရင်လည်းဒီ Saturday Sunday လည်းhour တွေရှိတယ်။ဒါပေမဲ့ဟို steam off လုပ်တဲ့အချိန်ပေါ့နော်။ဒီနေ့မှာ45မိနစ်လောက်ဒီအားကစားလုပ်တဲ့အချိန်တစ်ခုကိုတတ်မှတ်ပြီးတော့ကိုယ့်ရဲ့ဒါကတော့ကိုယ့်ရဲ့ life ချားတော့ကိုယ့်ရဲ့ဒီ career ပေါ့နော်အဲ့လိုမျိုးချိန်လေးတွေကိုခွဲပြီးတော့balance လုပ်ဖြစ်တယ် that is ပြကပေါ့နော်ဒီအလုံးနဲ့ personal life နှစ်ခုရှင်မယ်ဆိုလို့ရှင်တော့ပြရကွာအလုံးလုပ်ပြီးသွားပြီဆိုတော့များသောအားဖြင့်ကိုက life နဲ့ occupy ဖြစ်နေတာများတယ်အဲ့လိုပဲပေါ့နော်hobbies လေးတွေရှိတယ်ကိုထိုင်ပြီးတော့ enjoy ပြီးလုပ်နေရတဲ့ဟာမျိုးလေးတွေလုပ်တယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကgeneral fact တစ်ခုပေါ့နော်ကိုယ့်ရဲ့ work life ကဟိုကိုယ့်ရဲ့ personal life ကကွာအလုပ်ကိုမထိခိုက်သင့်ဘူးကိုအလုပ်ကလည်း personal life ကိုတွားပြီးတော့ clash မဖြစ်နေသင့်ဘူးပေါ့နော်အဲ့တော့များသောအားဖြင့်ကတော့ကွာကိုနေ့တစ်နေ့မှာလုပ်ရမယ့်အလုပ်တွေကိုကိုလုပ်တယ်ပြီးအောင်လုပ်တယ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဒီကြံတဲ့9နာရီကနေပြီးတော့ထားရတော့ပေါ့နော်9 to 5ဆို5 9ပေါ့အဲ့အချိန်ကိုယ့်အတွက်ပဲကိုသုံးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလွန်ခဲ့တဲ့2နှစ်လောက်ကဆိုလို့ရှိရင်နေရာအသစ်ကိုပြောင်းလာတာတွေနဲ့ juggle လုပ်ရတဲ့ဟာတွေများတော့ကွာ boyfriend ကဘာပြောလဲဆိုတော့ဘေးနားမှာထိုင်ပြီးတော့ချိန်လုံးဖုန်းပဲကြည့်နေဖုန်းနဲ့ပဲစာရိုက်နေရဆိုပြီးပြောတယ်ကွာအဲ့တော့ account ခုန mention သွားလို့ပဲပေါ့နော် account နေရဲ့အလုပ်ကကွာဒီ device တစ်ခုရှိုံနဲ့နေမယ်ကိုကကြည့်နေပြီးတော့ဘာတွေဖြစ်နေရလဲဘာတွေလုပ်နေရလဲဆိုတော့ overview ကိုကြည့်နေလို့ရတယ်အမြဲအဲ့တော့ကိုယ့်ကို healthy amount of time ကိုတော့ save လုပ်ထားပြီးတော့ကိုယူရမယ့်တောင်းဝင်တွေလည်းမလစ်ဟင်းအောင်ကိုဒီဘက်မှာလည်းကိုယ့်ကိုနည်းနည်းပြန်ပြီးတော့ဟိုဘယ်လိုပြောလဲ share လုပ်ရမယ့်အပိုင်းလေးတွေကိုပြန်ပြီးတော့ဟိုရှိတင်တယ်ပေါ့နော်အဲ့ကြတော့မှပဲကိုက stress ဖြစ်တဲ့အခါကြီး burn out ဖြစ်လာတဲ့အခါကြီးမှာပြန်ပြီး bounce back လုပ်လို့ရမယ်လို့ထင်တယ်အဲ့ဒါလည်းတော်တော်အရေးကြီးတယ်အကောင့်တွေအတွက် coping mechanism ရှိဖို့လိုတယ်ပေါ့ကွာဒီလားကိုဘာနဲ့ဒီ stress တွေကိုအလုပ်ကရလာတဲ့ stress တွေကိုကွာကိုဒီဘက်မှာဘာနဲ့ပြန်ပြီးဖြေဖြောက်လို့ရမလဲဆိုတော့နီးလန်းလေးတွေကိုနည်းနည်းရှာထားဖို့လိုတယ်လို့ထင်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့ balance လုပ်တယ်ပြီးတော့များသောအားဖြင့်ကတော့occupy ဖြစ်ကြတယ် burn out ဖြစ်ပြီးရ burn out ဖြစ်တာကတော်တော်လေးကြောက်ဖို့ကောင်းတယ်ကွာဒီလားတော့ဟို burn out ဖြစ်နေမှမသိတာကွာဖြစ်နေပြီးတော့မှအဲ့ဒီအချိန်မှာဘာလို့လဲအဆင်မပြေဘူးပေါ့နော်ဟိုဘယ်လိုခေါ်မလဲအဲ့ကကြရင်ကွာဟိုလူကညစ်နေတော့အကုန်လုံးအပြစ်မြင်လာတွေပါရှိရကွာ client ပြောတဲ့အကြောင်းအရာတွေလည်းကောင်းရှင်းရှင်းနဲ့ absorb မလုပ်နိုင်ဘူးဟုတ်ကဲ့အဲ့လိုမလုပ်နိုင်တော့ကျွန်တော် team ကိုလည်းခေါင်းပြောနိုင်ဘူးအဲ့မှာ stress တွေကြီးရောကိုယ့်ရဲ့ personal life မှာလာပြီးတော့ impact ရှိရမယ်ရှိတယ်ပေါ့နော်အဲ့ကြောင့်မလို့ကိုကဘာလေးလောက်ရပြောလဲကိုကို cope လုပ်လို့ရတယ်ဒါမျိုးလေးတွေပြန်ပြီးတော့ balance တော့စူးစမ်းပြီးတော့လုပ်နေရတာပဲပေါ့ လုပ်နေရတာပဲပေါ့ yes အဲ့လိုမျိုးပေါ့နော်ဒီထိုင်ကြလို့ရှိရင်လည်းကောင်းနေတန်လန်းကြီးနဲ့ပဲရုပ်တရက်လိုမျိုးဝုန်းဖြစ်သွားပြီးတော့လူက drain သွားတဲ့ဟာမျိုးတွေလည်းရှိတယ်အဲ့ကြလို့ရှိရင်လည်းကိုကပြန်ပြီးကိုပြန်အချိန်ပေးသိရမလားတကယ်တော့ self reflect ဖြစ်ဖို့လည်းလိုမယ်လို့ထင်တယ်နော် self awareness သိတာကိုကဒါကိုလုပ်လိုက်လို့ကိုကဒီလိုလေးဒီ activity လေးလုပ်လိုက်လို့ကိုယ့်အတွက်ပို့ပြီးတော့ဟိုပျော်ရမယ်ကိုတနေ့လေးပို့ပြီးဖြစ်နေတဲ့ stress တွေတက်တာသွားမယ်ဆိုလို့ရှိရင်အဲ့လိုမျိုး practice လေးတွေအဲ့လိုမျိုး hobby လေးတွေ keep လုပ်ထားတဲ့တယ်လို့မြင်တယ် yeah so do that question နဲ့ client meeting တွေပိတ်ခါကြီးမှာတဲ့မဖြေတတ်တာတွေမေးမအောင်ဆိုရင်လေတဲ့အဲ့ဒါမျိုးတွေဖြစ်အောင်ပြန်ပြင်ဆင်ရမယ်လေတဲ့အဲ့ဒါ nervous ဖြစ်တာလေpercent ပေါ့ဖြစ်မယ် okay အဲ့တော့ perfectionist ဖြစ်နေတဲ့စိတ်ကိုပဲပြောရမလားအဓိကကတော့ preparation ကိုပဲပြန်ပြီးတော့ပြောရမယ်ပေါ့နော်ဆိုတော့ကိုယ်လည်းကြုံပါတယ်တကယ်ပိုင်းဒီဘယ်လောက်ပဲပြင်ဆင်သွားအဲ့ကျမဖြစ်တတ်တာအမေးတာရှိတယ်မမျောလင့်ထားတဲ့မိကုန်းတွေလာတာမျိုးတွေပါတယ်ရှိတယ်နော်ဆိုတော့ဟိုအဲ့မှာကိုအရင်တော့senior တယောက်ပြောမှုနဲ့အပြန်မြတ်တတိယဖြစ်တယ်ပေါ့နော်ကိုကအကောင်းဆုံးလုပ်နေပြီတဲ့
အဆုံးဆုံးကဘာဖြစ်နိုင်မှုလဲပေါ့နော်အဲ့ဒီဟာကိုအမြဲတမ်းလက်ကင်ထားပြီးနောက်ပိုင်းမှာ nervous မဖြစ်တော့ဘူးပေါ့နော်ဒါပေမဲ့ပွဲမဝင်ခင်အပြင်ကကျင်းပဆိုတဲ့အတိုင်းပဲပေါ့နော်လုံးဝတော့ကြည့်နေအောင်ပြင်ဆင်သွားတယ်ဒီ meeting ကဘာအတွက်လုပ်တာလဲသူတို့ဟာတွေမေးလောက်လဲငါတို့ဘက်ကဘယ်လောက်ထိဒီဟာ accomplish ဖြစ်ပြီးပြီလဲပေါ့နော်အဲ့ဒါမျိုးပြင်ဆင်သွားတယ်ခြာလေးစရာရှင်းရေးတယ်မဟုတ်လို့ရှင်သူ့ကိုဒါမျိုးနဲ့ပြပြီးရှင်းပြရမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုး explanation aid ပေါ့နော် presentation file လာစသဖြင့်ပေါ့နော်အဲ့ဒါမျိုးပြင်ဆင်သွားပြီးတော့မှ okay ငါတော့ဘက်ပေါင်းစုံပြင်ဆင်ကြည့်ပြီးကိုယုံကြည်မှုတစ်ခုရှိပြီဆိုလို့ရှိရင်တော့သွားတယ်ပေါ့နော်မေးမှာပဲမျိုးတက်တာကြီးလည်းသူတို့ကမေးမှာပဲ nutrition တက်တာကြီးလည်းရှိမှာပဲပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းကိုက team တစ်ခုလုံးနဲ့အလုပ်လုပ်နေဆိုတော့ဒါကိုဖြစ်တဲ့ expect တွေရှိတယ်ဆိုတော့တချို့ဟာတွေဆိုလို့ရှိရင်လည်းကိုကကြီးလည်းအဖြေတွေအကုန်လုံးရှိနေရမှာမဟုတ်ဘူးပေါ့နော်တချို့ဟာတွေကကို team နဲ့ပြန်ပြီး consult လုပ်ရမယ်ဆိုလည်း consult လုပ်မယ်ပေါ့အဓိကတော့ honest ဖြစ်နဲ့တည်ငြိမ်နဲ့ပိတ်ကိုထားပြီးတော့ဖြည့်ရှင်းပေးတတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါမျိုးလုပ်လာပြီဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လည်းကိုယ်ရည်လူပဲကဒီလားသူ့မှာလည်း understanding power တစ်ခုရှိတယ်ကိုကလည်းကောင်းကောင်းမွန်မွန်နဲ့ဒီဟာကိုကူညီပေးတယ် support လုပ်ပေးတယ်အချို့ကိုhandle နိုင်တဲ့ဟာဆိုလို့ရှိရင် handle နိုင်တဲ့ expert တွေနဲ့ပေါင်းပြီးပြပြပေးမယ်ဆိုလို့ရှိရင်သူတို့လည်းနည်းနည်းလေးလက်ခံတယ်ဆိုတော့ဒီကတော့သူ့ဖြစ်သွားပြီဆိုလို့ရှိရင်ချက်ချင်းပြမသွားနဲ့စိတ်ကိုအေးထားပြီးတော့ဖြေပေါ့နော် and prepare ကြည့်နေအောင် prepare ပါအဲ့ဒါဆိုလို့ရှိရင်တော့အကုန်လုံးစင်ပြေသွားမယ်လို့ထင်တယ် yes တချို့ situation တွေမှာဆိုပြည့်အနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီ meeting တွေ client meeting တွေမှာများသောအားဖြင့်စကားကိုလိုမျိုးဝင်ပြောနေတဲ့သူမျိုးမဟုတ်ဘူးပြီးသွားလို့ရှိရင်ဒါမဲ့ဘာလဲဆိုတော့ကိုကဘေးနားကနေ observe လုပ်တယ်ပေါ့နော်အတူတူပဲပြောနေရတဲ့သူရောပဲဒါပေမဲ့ဘေးနားမှာရှိနေကိုနဲ့တူ join နေတယ်ဆိုတော့ကိုယ့်ရဲ့ team ကိုဘယ်လို support လုပ်ပေးရမလဲဆိုပြီးတော့ client ရဲ့ question နားထောင်တယ်ပြီးသွားလို့ရှိရင်ဘယ်လိုလေးပြန်ပြီးတော့ဖြေလို့ရမလဲဆိုတာမျိုးကိုကိုကလည်းပြန်ပြီးတော့စဉ်းစားရတယ်ပေါ့နော်အဲ့ကြတော့ကွာဒီ team member ကနေပြီးတော့ step ဖြစ်သွားတဲ့ point တွေပါရှိခဲ့ရဆိုလို့ရှိရင်လည်းကိုသိနေရမျိုးကိုက study လုပ်ထားဖြစ်တာမျိုးကိုလေ့လာထားဖြစ်တဲ့ဟာမျိုးဆိုလို့ရှိရင်ဒီခါလေးချင်းမင်လုပ်ပြီးတော့ကိုရီဒီ flow ကိုဆက်ပြီး carry သွားလို့ရတယ်ပေါ့နော် meeting ရဲ့အချိန်ရမပြတ်သွားဘူးပေါ့အဲ့ကြလို့ရှိရင်အဲ့ဒီ team meeting ကအမြဲတယောက်တည်း join ရတာလည်းရှိတယ်နှစ်ယောက်သွားတာလည်းရှိတယ်ပေါ့နော်အဲ့ဒါကြရင်လည်းကိုယ့်ရဲ့ partner နဲ့အရင်ဆုံးစီးဝါးကအောင်နည်းနည်းစီးဝါးခိုင်းတယ် yes